ကျွန်တော်အခုသွားနေတဲ့နေရာကတော့တရုတ်နိုင်ငံဘေကျင်းမြို့မှာတည်ရှိနေတဲ့ Summer Palace ပဲဖြစ်ပါတယ်ဒီ Summer Palace ကတရုတ်နိုင်ငံရဲ့တကယ်ကိုရှေးကျတဲ့အမွေအနှစ်တစ်ခုဖြစ်ပြီးတော့ UNESCO စာရင်းဝင်လာတဲ့အဆောက်အဦတစ်ခုလည်းဖြစ်ပါတယ်အကယ်လို့ဘေကျင်းကိုရောက်လာမယ်ဆိုရင်ဒါမဖြစ်မနေသွားတဲ့နေရာတွေကတစ်ခုလည်းဖြစ်ပါတယ်ဒီ Summer Palace ကို1950ခုနှစ်နှစ်ပေါင်း280ကျော်ကတည်ဆောက်ခဲ့တာပေါ့နော်တကယ်ကိုရှေးကျတဲ့အမွေအနှစ်တစ်ခုပါဒီထဲမှာတရုတ်နိုင်ငံရဲ့သမိုင်းနဲ့တရုတ်နိုင်ငံရဲ့ရှေးကျတဲ့ဘီတုကလက်ရာ architecture တွေကိုတွေ့ရမှာပေါ့နော်ဒီ Summer Palace ကိုဆောက်လုပ်ခဲ့တာကတော့တရုတ်နိုင်ငံရဲ့ Qing Dynasty လို့ခေါ်တဲ့ Qing မင်းဆက်ကဆောက်လုပ်ခဲ့တာပေါ့နော်သူ့ကိုဆောက်လုပ်တဲ့အကြောင်းရင်းကတော့ဒီပူပြင်းတဲ့နွေရာသီကနေလွတ်မြောက်ပြီးတော့အပန်းဖြေစရာနေရာတစ်ခုအနေနဲ့ဆောက်လုပ်ခဲ့တာပေါ့နော်အဲ့ဒါကြောင့်သူ့ရဲ့နာမည်က Summer Palace လို့ခေါ်ပါတယ်ဒီ Summer Palace ကကွင်းပြင်ကတော်တော်လေးကိုကြီးပါတယ်ဒီထဲမှာအဆောက်အုံတွေကလည်းအများကြီးတည်ရှိနေတာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုသွားနေတာကတော့ Buddhist Temple လို့ခေါ်တဲ့ဗုဒ္ဓဘာသာဘုရားကျောင်းပါဒီဟာပါဒီနေရာကိုသွားဖို့ဆိုရင်တော်တော်လေးကိုလေကားတွေတက်ရပါတယ်သူကအမြင့်တနေရာမှာတည်ဆောက်ထားတာပေါ့နော်ဒီ Buddhist Temple ကနေပြီးတော့ကြည့်မယ်ဆိုရင်ကျွန်တော်တို့ Kunming Lake လို့ခေါ်တဲ့ရေကန်အကြီးကိုကျွန်တော်တို့တွေ့ရမှာပါဒီအပေါ်တက်ဖို့လေကားပေါင်းများစွာကိုတက်ရပါမယ်ဒီအပေါ်ရောက်လာရင်တော့သူ့ရဲ့ view ကတော်တော်လေးကိုတန်ပါတယ်ကြည့်ရတာအရင်ကလှပါတယ်အခုအချိန်ကတရုတ်နိုင်ငံမှာလည်းစာမနွေရာသီပေါ့နော်အဲ့ဒါကြောင့်တရုတ်နိုင်ငံလူအများစုကလည်းဒီကိုလာပြီးတော့လဲပတ်ကြပါတယ်ဘာလို့လဲဆိုတော့ဒီမှာရာသီဥတုအရင်ကတာယာပြီးတော့ရေနဲ့အပင်နဲ့တကယ်နွေရာသီအတွက်လဲပတ်စရာနေရာကောင်းတစ်ခုဖြစ်နေလို့ပါအဲ့ဒါကြောင့်အခုအချိန်မှာဒီ Summer Palace ကိုလာရောက်လဲပတ်တဲ့လူတွေတော်တော်များပါတယ်သူကနိုင်ငံတွေကလူတွေရောနိုင်ငံသားတွေရောလာလဲပတ်တာပေါ့နော်ဒါပေမဲ့တော်တော်လေးကိုမိုက်ပြီးတော့တော်တော်လေးကိုလှပါတယ်တရုတ်နိုင်ငံကိုရောက်မယ်ဆိုရင်လဲပတ်တဲ့နေရာတွေတစ်ခုဖြစ်ပါတယ်